မကြခင်ဒီ grade 5ပေါ့နော် grade 5 KIC အတန်းလေးအဲ့တော့ဖြေရတော့မယ်အဲ့လိုဖြေရတော့မယ်အချိန်မှာကျမစီမှာဘယ်လိုမျိုးတွေလေ့ကျင့်လို့ရမလဲဆိုရင်ခလေးကိုကျမတို့ကတင်ထားတဲ့သင်ခန်းစာတွေအကုန်လုံးကိုအပြန်အလှန်ပြန်ပြီးတော့လေ့ကျင့်ရတော့မယ်ပြီးသွားရင်ခလေးကဘယ်ဟာကိုမရတာလဲမရတဲ့သင်ခန်းစာရှိရင်ပြန်ပြီးတော့အဲ့ဒါကိုသင်ပေးတာမျိုးလုပ်ရမယ်မိကုံးဟောင်းတွေလေ့ကျင့်မယ်เนาะနောက်တစ်ခါအဲ့ဒါရဲ့အဖြေတွေကိုဘယ်လိုမျိုးဖြေမလဲဆိုတာကိုပြင်ဆင်မယ်ပြီးတော့နမူနာမိကုံးတွေကိုဖြေကြည့်မယ်ဒါမျိုးတွေလုပ်ရတော့မှာဖြစ်ပါတယ်အဲ့တော့ကျမကအခုပြပြပေးချင်တာကအဲ့လိုမျိုးလေ့ကျင့်ဖို့အတွက်ဆိုလို့ရှိရင်ကျမစီမှာဒီ grade 5ပြန်လေ့ကျင့်ဖို့အတွက်ပေါ့နော်မြန်မာစာအင်္ဂလိပ်စာသင်ချာအတွက်Telegram group လေးရှိပါတယ်အဲ့ဒီ group တွေကိုဝင်ထားလို့ရှိရင်ဘယ်လိုမျိုးလေးတွေပါမလဲဆိုတော့သင်ခန်းစာတစ်ခုချင်းစီကိုဗီဒီယိုတစ်ခုချင်းစီနဲ့ရှင်းပြသင်ပြတဲ့ဒီဗီဒီယိုတွေပါမယ်ပေါ့နော်အဲ့ဒါကသင်ရိုးကုံအတွက်အစအဆုံးပါမယ်ပြီးသွားရင်မေကွန်းဟောင်းတွေအဖြေဆုံးတွေနောက်တစ်ခါဆရာလမ်းညွှန်တွေပြဋ္ဌာန်းစာအုပ်တွေမေကွန်း file တွေအကုန်လုံးကို PDF file တွေလည်းထည့်ပေးထားတယ်အဲ့တော့စာပြန်လေ့ကျင့်တော့မယ်အခုဒီ grade 5စာမေးပွဲအတွက်ပြင်ဆင်တော့မယ်စာပြန်လေ့ကျင့်တော့မယ်ဆိုလို့ရှိရင်ကျမစီမှာအဲ့ဒီမြန်မာစာအင်္ဂလိပ်စာသင်ချာ3ဘာသာအတွက် Telegram group လေးဝယ်လို့ရပါတယ်တစ်ဘာသာကို group တစ်ခုပါတခုချင်းဝယ်လို့ရတယ်လို့သုံးဘာသာလုံးဝယ်လည်းရပါတယ်သုံးဘာသာလုံးဝယ်လို့ရှိရင်ဈေးလည်းရှော့ပေးပါတယ်အဲ့ဒီ group လေးကတစ်ခါဝယ်ထားပြီးုံနဲ့အမြဲတမ်းသုံးလို့ရမှာပါဆရာမတွေအတွက်လည်းအဆင်ပြေတယ်မေမေတွေအတွက်လည်းအဆင်ပြေတာဖြစ်ပါတယ်ပြီးတော့အဲ့ဒီဗီဒီယိုလေးတွေကဒေါင်းထားလိုက်လို့ရှိရင် line မရတဲ့နေရာကနေလည်းကြည့်ပြီးတော့သင်လို့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့စိတ်ဝင်စားရဲဆိုရင်ဒီဖုန်းနံပါတ်လေးကနေဆက်သွယ်နိုင်ပါတယ်ရှင်